တခါတော့ကရွှေပြည်နန်းဆိုတဲ့ရွာလေးတစ်ရွာမှာဥပေါက်ကျိုင်းတို့အဖိုးဖွားနှစ်ယောက်နေထိုင်ကြပါတယ်။သူတို့လင်မယားမှာတော့သားသမီးမရှိကြပါဘူး။ဥပေါက်ကျိုင်းကတော့မြေအိုးတွေကိုလှုပ်ပြီးရောင်းချပါတယ်။သူတို့လင်မယားနှစ်ယောက်လုံးကချွေတာဆုဆောင်းသူတွေဖြစ်ကြပါတယ်။ဥပေါက်ကျိုင်းတို့ရဲ့အိမ်လေးကတော့ရွာစွန်မှာရှိတာကြောင့်သူတို့ရဲ့အိမ်နီးနားမှာတခြားအိမ်တွေမရှိကြတော့ပဲတောအုပ်တွေသာရှိပါတယ်။အခုဆိုရင်ဥပေါက်ကျိုင်းကမြေအိုးတွေလှုပ်ပြီးရောင်းချရာကနေအတော်အသင့်ကိုဆုဆောင်းမိလာပြီးဖြစ်ပါတယ်။ဒီတလအတွင်းအိုးများစွာကိုရောင်းချနိုင်ခဲ့တာကြောင့်သူတို့လင်မယားနှစ်ယောက်လုံးကအရန်ကိုပျော်ရွှင်နေကြပါတယ်။မိမရေမိမငါတို့အခုတလောမြေအိုးတွေအများကြီးလှုပ်ရောင်းရလို့အဆင်ပြေနေတယ်။မင်းရွှေဝယ်ပြီးငါတို့ရဲ့နောင်ရည်အတွက်စုဆောင်းထားပါလား။ပြီးတော့ငါတို့လုံခြုံတဲ့နေရာမှာထားရမယ်။ဒါမှတမျှတဲ့တခိုးတွေကြောက်စရာမလိုပါလေ။ငါတို့လည်းလိုအပ်လာတဲ့အချိန်ကျတူးဖော်ပြီးအသုံးပြုလို့ရတာပေါ့ကွာ။တော်နန်းတင်ကလည်းယောက်ျားဖြစ်သူရဲ့စကားကိုကြားတော့သူအကြံပေးသလိုလုပ်ဖို့အတွက်သဘောတူခဲ့ပါတယ်။ကောင်းပါပြီတော့ပြောတဲ့အကြံအရင်ကိုကောင်းတယ်။ကျမအရှင်ပြောသလိုပတ်စံတွေစုဆောင်းထားပြီးရွှေဝယ်ထားလိုက်မယ်။အခုစုဆောင်းထားနိုင်မှနောင်ရည်အတွက်စိတ်အေးရမှာ။ကျမတို့မှာသားသမီးလည်းရှိရမှာမဟုတ်ဘူးလေ။ဟုတ်ပါတယ်မိမရဲ့။ငါတို့လင်မယားမှာကိုအားကိုစရာပဲရှိတယ်။ငါတို့မှာသားသမီးတွေမှမရှိတာ။ဥပေါက်ကျိုင်းတို့လင်မယားကမပြေမရိပဲအလုပ်ကိုကြိုးစားလုပ်ကိုင်းနေ။တနေ့မှာတော့သူတို့လင်မယားနှစ်ယောက်လုံးဟာအိမ်ရှိမှဖွင့်ထားတဲ့ဆိုင်ခန်းလေးမှာမြေအိုးတွေရောင်းနေကြပါတယ်။သူတို့လင်မယားမြေအိုးတွေရောင်းချနေတဲ့အချိန်မှာဖိုးနေကရောက်လာပါတယ်။အဖိုးနဲ့အဖွားရေတတိထားပြီးနေကြ။ဒီနားလေးကခက်လန်းလန်းမှာလောင်းကစားသမားတွေရောက်နေကြတယ်။သူတို့ကိုကြည့်ရတာပတ်စံအမြဲတမ်းလိုနေတဲ့ပုံပဲ။အေးပါဖိုးနေရအခုလိုလာတတိပေးလို့ကျေးဇူးပါ။ငါတို့လည်းတတိထားနေလိုက်ပါမယ်။ငါတို့ကအသက်ကြီးပြီလေ။သားသမီးလည်းမရှိတော့အားကိုအားထားရမရှိပါဘူးကွယ်။တနေ့ကြိုးစားနေရတာပါခိုးတွေကိုတတိထားပါဖို့အခုတလောခိုးမှုတွေဖြစ်နေကြတယ်ညဆိုလဲအိမ်တကားကိုတေချာပိတ်ထားနော်အေးပါဖိုးနေရမင်းအခုလိုလာတတိပေးလို့ကျေးဇူးတင်ပါတယ်ကွယ်အခုတလောရွာလေးထဲမှာခိုးမှုတွေကတော်တော်လေးကိုဖြစ်လာပါတယ်လူငယ်တွေကအလုံးမလုံးချင်ကြဘူးလောင်းကစားပဲလှုပ်လာကြတယ်အဲ့ဒီထဲမှာဖိုးထောင်နဲ့ဝိုက်ကြီးလဲပါပါတယ်သူတို့နှစ်ယောက်လုံးကအရန်ကိုမှအပြင်းကြီးကြတယ်ဒီနေ့ကံကောင်းတာပဲဟိအောင်ဝိုက်ကြီးမင်းငါစီမှာအကျွေးတင်နေပြီနော်အေးပါကွာမင်းကလည်းငါပြန်ဆက်ပါမယ်မင်းနောက်တပွဲကစားချင်သေးရဲ့ဆိုရင်တော့ငါ့ကိုပတ်စံပေးမင်းနောက်တပွဲကစားချင်သေးရဲ့ဆိုရင်တော့ငါ့ကိုပတ်စံပေးမှရမယ်နော်ဟာအခုမပေးနိုင်သေးဘူးလေငါမှယူလာတဲ့ပတ်စံတွေကကုန်ပြီကွာအဲ့လိုဆိုရင်လေမင်းငါစီမှာတင်နေတဲ့အကျွေးတွေကိုမြင်ဆက်ပေးရမယ်နော်မင်းစီမှာပတ်စံတွေတောင်းရတာပင်ပန်းနေကွာမင်းကလည်းကွာငါပြန်ပေးပါမယ်သူတို့နှစ်ယောက်ကအပြန်လဲစကားတွေပြောနေကြတယ်သူတို့နှစ်ယောက်လုံးကလောင်းကစားမှတ်ကြတယ်အခုဆိုရင်ဝိုက်ကြီးမှာလောင်းကစားလုပ်ဖို့ပါလာတဲ့ပတ်စံတွေအကုန်သွားပြီဖြစ်တယ်လို့ဝတ်စရာအင်ကြီးတောင်မှမကြံတော့ပါဘူးဝိုက်ကြီးကအကျွေးများနေပြီဖြစ်တာကြောင့်ဖိုးထောင်ကဝိုက်ကြီးနဲ့ဆက်ပြီးမကစားတော့ပါဘူးမင်းပတ်စံသွားရှာလောင်းကွာငါ့ကိုတင်နေတဲ့အကျွေးတွေလည်းမြင်ဆက်ပြီးနော်အခုပတ်စံသွားရှာပြီးပြန်လာခဲ့ဖိုးထောင်ရဲ့စကားကြောင့်ဝိုက်ကြီးလည်းအပြင်ကိုထွက်လာခဲ့လိုက်တယ်အခုဆိုရင်ဝိုက်ကြီးမှာပတ်စံတပြားမှမကြံတော့ပါဘူးငါပတ်စံမြင်ရှာမရမယ်အလုတ်လည်းမလုံနိုင်ဘူးအကျွေးရလည်းအရင်များနေတယ်ဘယ်လိုလုပ်ရမလဲကွာဝိုက်ကြီးကအခုချိန်မှာပတ်စံအရေးတကြီးလိုအပ်နေပါတယ်အဲ့ဒီချိန်မှာတော့ဥပေါက်တိုင်းတို့လင်များကရွှေဝယ်ဖို့ပြောဆိုတိုင်ပင်နေကြပါတယ်မိမကြီးမင်းကရွှေမဝယ်သေးဘူးလားကွာရွှေဝယ်ထားပြီးလုံခြုံတဲ့နေရာမှာဖွက်ထားရမယ်ဝေးမှာပါယောက်ျားရဲ့ရှင်လည်းလုံခြုံတဲ့နေရာရှာထားလိုက်ကျမမနဲ့ကြရင်ရွှေဝယ်ဖို့သွားလိုက်မယ်ဥပေါက်ကျိုင်းကတော့ရွှေတွေကိုလုံခြုံတဲ့တနေရာမှာတွင်တူပြီးထားဖို့တွေးနေပါတယ်။ဟာပြင်းစရာကောင်းလိုက်တာကွာ။ပတ်စံလည်းမရှိရီးစားလည်းမရှိတဲ့ဘဝပါလား။အလုတ်လုတ်စားမှလည်းပြင်းနေကွာ။ဟာဝါကြီးကအရှိခလန်းလန်းကိုရောက်လာတော့ခလန်းလန်းတနေရာမှာတွင်တူးနေတဲ့ဥပေါက်ကျိုင်းကိုမြင်လိုက်ရပါတယ်။ဝါကြီးကဥပေါက်ကျိုင်းကိုသေချာကြည့်ရင်အသီးရွက်တွေစိုက်ပျိုးဖို့တူးဆွနေတယ်လို့ပဲတွေးလိုက်ပါတယ်။တော့မှရမယ်ကွာ။ဟိုဖိုးကြီးကိုကြည့်နေလို့ဘာမှမထူး။ဝိုက်ကြီးကတနေရာမှာပတ်စံရှာဖို့ပြန်ထွက်သွားပါတယ်။ခဏနေတော့ဥပေါက်ကျိုင်းကသူ့အိမ်ကိုပြန်ရောက်လာတယ်။ယောက်ျားရေရှင်ပြန်လာပြီလား။လုံခြုံတဲ့နေရာကိုတွေ့လာရဲ့လား။တွေ့ပါတယ်ကွာ။ငါအခုသွားဖွက်မဲ့နေရအရန်ကိုလုံခြုံတယ်။ဘသူမှမမြင်ဘူး။ငါအခုအစင်းသင်းလောက်ထားပြီးပြီ။အဲ့လိုဆိုရင်ကောင်းတဲ့ယောက်ျား။ကျမစားလို့ပြီးသွားပြီ။ရှင်အတွက်စားတော့ဖို့ပြင်ဆင်ပေးထားတယ်။အခုအိတ်တော့မယ်လေ။မနဲ့စောထပြီးကျမရွှေတွေသွားဝယ်လိုက်မယ်။တော်နန်းတင်ကပြောဆိုပြီးတာနဲ့အိတ်ယာဝင်သွားပါတယ်။နောက်တနေ့မနက်စောမှာတော့ဖိုးထောင်နဲ့ဝိုက်ကြီးတို့တွေ့ကြပါတယ်။ဟိအောင်ဝိုက်ကြီးမင်းကအကျွေးဆက်တော့မလားကွာ
ခဏစောင့်ပါမင်းရလေကွာငါအကျွေးဆက်ဖို့ပတ်စံရောင်စူးစမ်းနေပါရဲ့ကွာကောင်းပြီလေမြင်မြန်လုံးကွာဒါမှမင်းနဲ့ငါအတူတူနောက်ထပ်ကစားရမယ်အေးပါကွာအခုသွားပြီးကြံမှန်လိုက်အောင်မယ်မင်းမြင်မြန်လာနော်ငါပတ်စံလိုနေတယ်ကွာရွာဆောင်ကအင်ငယ်လေးမှာတော့တော်နှန်းတင်တယောက်ပတ်စံတွေရေတွက်နေပါတယ်ယောက်ျားကြီးကျမတို့မှာပတ်စံအလုံးလောက်ရှိနေပြီတော့ကျမတို့ရွှေတွေများများဝယ်နိုင်မယ်ကောင်းပြီမိမငါမင်းပြန်လာအစင်းသင်းဖြစ်နေအောင်တောထဲကိုသွားလာအောင်မယ်ရှင်ကယူးဆိုင်သွားနော်ဘသူမှမတွေ့စေနဲ့နော်စိတ်ချပါမိမရာငါလုံချုံတဲ့နေရာမှာသွားဖွက်မှာပါဥပေါက်ကျိုင်ကတောအုပ်လေးတဲ့ကိုလာပြီးရွှေအိုးကိုမြုပ်နှံလိုက်ပါတယ်အဲ့ဒါကိုဝိုက်ကြီးကခက်လန်းလန်းကနေတွေ့သွားတာပေါ့အိုးအဖိုးရမြေကြီးထဲမှာဘာတွေမြုပ်နေရလဲကွာဟာဟာသေချာသွားပြီကွာအထဲမှာတန်မိုးကြီးတာတစ်ခုခုရှိရမယ်ငါတော့ဒီနေ့ကံကောင်းမိနဲ့တူတယ်ကွာဒီအဖိုးကြီးကသူ့ရွှေတွေဘယ်သူမှမသိအောင်လာမြုပ်နေရပဲနောက်နေ့မှာပဲဝိုက်ကြီးကတူးကြည့်လိုက်ပါတယ်အိုးဟိုးမိုက်တကွာငါတို့ဟန်ကြပြီဟိငါတို့ဒီနေ့အရန်ကိုကံကောင်းတာပဲဒီရွှေတွေအမြန်ယူသွားရမယ်ဒီနောက်မှာတော့ဝိုက်ကြီးကရွှေတွေကိုသွားရောင်းချလိုက်တယ်အခုဆိုရင်ဝိုက်ကြီးကတထေးဖြစ်သွားပါပြီဟိအောင်ဝိုက်ကြီးမင်းကပြုံးလို့ပြောလို့ပါလားကွာမင်းဘာတွေကံကောင်းလာလဲထီပေါက်လာလို့လားကွာဒီနေ့မင်းရဲ့အကျွေးတွေအကုန်ဆက်မယ်ပြီးတော့နေ့တိုင်းလောင်းကစားလုပ်ကြတာပေါ့ကွာအခုငါချမ်းသာသွားပြီကွာပြောပါအောင်ကွာမင်းဘလို့လုပ်ပြီးပတ်စံတွေရှာသွားတာလဲမင်းကိုကြည့်ရတာတော်တော်အဆင်ပြေသွားတဲ့ပုံပဲဒါပေါ့ကွာငါရွှေအိုးတစ်လုံးကောက်ရတယ်လေအခုတော့ဘဝပြောင်းသွားပြီမင်းငါ့ကိုတထေးလေးဝါကြီးလို့ခေါ်ရမယ်ကွာအေးပါတထေးလေးဝါကြီးဟာမင်းအဆင်ပြေသွားတော့ကောင်းတာပေါ့ကွာငါလည်းအကျွေးတွေရတာပေါ့မဟုတ်ဘူးလားတရက်မှာတော့တော်နှန်းတင်တယောက်နေမကောင်းဖြစ်ပြီးအိယာထဲမှာလဲနေပါတယ်မိမအဆင်ပြေရလားငါမင်းကိုတမားတော်စီခေါ်သွားပြီးကုသပေးမယ်ရပါတယ်ယောက်ျားရဲ့ခဏစောင့်ကြည့်လိုက်ပါအောင်မယ်လုံးဝမတက်တာမှပဲတမားတော်စီသွားကြတာပေါ့မိမရဲ့ငါမင်းအခြေအနေကိုကြည့်ရတာမကောင်းဘူးငါတောအုပ်လေးတွေကိုသွားပြီးတော့ရွှေတွေသွားယူလာခဲ့မယ်မင်းကိုပျောက်ကင်းအောင်ကုသပေးပါမယ်အခုဆိုရင်တော်နှန်းတင်ရဲ့ကျမကြီးကပူပူဆိုးလာပါတယ်မိမရေခဏစောင့်နော်ငါအခုပဲတောထဲကိုသွားပြီးတော့ရွှေတွေသွားတူးလာခဲ့မယ်ပြီးရင်မင်းကိုစိတ်ကူးတာပေးမယ်ဒီနောက်မှာတော့ဥပေါက်ကျိုင်းလဲတောအုပ်လေးတဲ့ကိုဝင်လာပါတယ်ဥပေါက်ကျိုင်းကသူရွှေမြုပ်နှံထားတဲ့နေရာကိုရောက်လာတော့အနီးမှာတုတ်တချောင်းကျိုးနေတာကိုတွေ့လိုက်ရပါတယ်ဥပေါက်ကျိုင်းလဲသူမြုပ်နှံထားတဲ့နေရာကိုသေချာကြည့်ပြီးစိုးရင်သွားတယ်ဟာဒါကဘလို့ဖြစ်ရတာလဲငါအရင်မြုပ်ထားသလိုမဟုတ်တော့ပါလားဒီညမှာတယောက်ယောက်များလာတူးထားလားဥပေါက်ကျိုင်းကသူမြုပ်ထားတဲ့နေရာကိုပြန်တူးကြည့်လိုက်တော့သူထင်ထားသလိုရွှေအိုးကမရှိတော့ပါဘူးဥပေါက်ကျိုင်းလည်းဇနီးဖြစ်သူအတွက်အရင်ကထက်ပိုပြီးစိတ်ပူသွားတယ်အခုဆိုရင်သူမြုပ်နှံထားတဲ့ရွှေအိုးလည်းမရှိတော့ပါဘူးသူလည်းအိမ်ကိုအမြန်ပြန်လာလိုက်တယ်ဥပေါက်ကျိုင်းအိမ်ကိုပြန်ရောက်လာတော့သူ့ရဲ့ဇနီးဖြစ်သူကအသက်မရှိတော့ပါဘူးဥပေါက်ကျိုင်းကတည်ဆုံသွားတဲ့ဇနီးဖြစ်သူကြည့်ရင်အယမ်းကိုဝမ်းနည်းသွားခဲ့ပါတယ်ပြီးတော့သူတို့နှစ်အတော်ကြောင့်စုဆောင်းထားတဲ့ရွှေတွေကလည်းမရှိတော့တာကြောင့်ပို့ပြီးတော့စိတ်ထိခိုက်သွားရပါတယ်။ဟိတ်တခိုးမင်းဘာလို့ရွှေခိုးယူသွားရတာလဲ။ငါရွှေတွေအခုပြန်မေးစမ်း။ငါရွှေတွေပြန်မပေးရင်မင်းကငါတပ်ပြရလိမ့်မယ်။အိုးအဖွားကျွန်တော်အဖွားရဲ့ရွှေတွေမယူခဲ့ပါဘူးဗျ။ဟဲ့ကောင်လေးမင်းငါ့ကိုလာမလိမ့်နဲ့။မပေးရင်ငါခုမင်းကိုကိုက်စားပြစ်မှာနော်။မလုပ်ပါနဲ့ဗျာ။အဖွားရဲ့ကျွန်တော်မယူပါဘူးဗျ။အမလေးတကယ်တော့ဝိုင်ကြီးကအိမ်မက်မှတ်နေတာဖြစ်ပါတယ်။ဝိုင်ကြီးကအခုချိန်นี้အကြောက်မပြေသေးပါဘူး။ဝိုင်ကြီးမင်းကအိမ်မက်ဆိုးတွေမှတ်နေရလားကွာ။ဟုတ်တယ်ကွာ။ငါ့ကိုရွှေအိုးတခိုးဆိုပြီးအဖွားကိုတယောက်ကလေပင်ညစ်မလို့လုံနေလို့မင်းအဲ့ဒီရွှေအိုးစိတ်ထဲမှာဆွဲနေလို့ဖြစ်မှာပါ။အေးကွာတော်ပါပြီ။ငါဆက်ပြီးမကစားတော့ဘူး။အိမ်ပြန်တော့မယ်ကွာ။ကောင်းပြီလေတငယ်ချင်းငါတို့မနှက်ဖြတ်မှာတွေ့ကြတာပေါ့။ဝိုင်ကြီးကအိမ်မက်ဆိုကြောင့်အရန်ကိုကြောက်လန့်နေပါတယ်။မင်းဘလို့ဖြစ်နေရလဲကွာဝိုင်ကြီး။မင်းကိုကြည့်ရတာအရန်ကြောက်နေပါလား။အိမ်မက်ဆိုးတွေမှတ်ပြန်ပြီလား။ဟုတ်တယ်ကွာ။အိမ်မက်အရန်ကိုကြောက်စရာကောင်းတာပဲကွာ။ငါတော့ဒုက္ခပဲ။ငါအရန်ကြောက်နေပြီကွာ။အိမ်မက်ဆိုးတွေစက်တိုက်မှတ်တာမကောင်းဘူးကွာ။ကြည့်ရတာမင်းကတရေအချောက်ခံရတာထင်တယ်။အခုနောက်ပိုင်းဝိုင်ကြီးတယောက်အရန်ကိုကြောက်လန့်နေပါတယ်။အိမ်မက်ထဲမှာလဲတရေအဖွားကြီးကသူ့ကိုလဲပင်ပဲညှက်သက်ပစ်ချင်နေတာပါ။အခုဆိုရင်ညတိုင်းလိုအိမ်မက်ဆိုးတွေပဲမှတ်နေပါတယ်။ဟေးတေနာကောင်လေးမင်းအခုထဆန်းငါပိုက်ရန်စာနေတယ်ငါမင်းကိုကိုက်စားရလိမ့်မယ်
အမေကဲပါအမလေးဖိုးထောင်ကတော့အိမ်လေးထဲကနေအပြင်ကိုအမြန်ပြေးထွက်သွားခဲ့ပါတယ်ဖိုးထောင်ကတော့ဘယ်နေရာကိုပြေးပြေးတရေမရဲ့လက်ကနေမလွတ်မြောက်ပါဘူးကျွန်တော်မတတ်ပါနဲ့ဖွားရဲ့ဒီမှာလာတဲ့လားဖိုးထောင်ကတော့ဘယ်နေရာကိုပြေးပြေးတရေမရဲ့လက်ကနေမလွတ်မြောက်ပါဘူးကျွန်တော်မတတ်ပါနဲ့အဖွားရဲ့ရွှေတွေကျွန်တော်မယူပါဘူးဗျာမင်းရောငါရဲ့ရွှေတွေခိုးယူတဲ့အထဲမှာပါတယ်မလားရွှေတွေခိုးယူခဲ့တာကျွန်တော်ရဲ့တငယ်ချင်းဝကြီးပါသူ့ပဲတတ်ပါကျွန်တော်လွတ်ပေးပါကျွန်တော်တောင်းပန်ပါတယ်ဗျာဖိုးထောင်ကကြောက်ကြောက်လန့်လန့်နဲ့အမြန်ပြေးလာပါတယ်ဒုက္ခပဲငါ့ဘာတရေမကြီးကလိုက်ချောက်နေပြီငါတင်ညောင်ဘလို့လုပ်ရမလဲအဲ့ဒီအချိန်မှာပဲတရေအဖွားကြီးကဖိုးထောင်စီကိုရောက်လာခဲ့ပြန်တယ်ဖိုးထောင်လည်းအရန်ကိုကြောက်လန့်သွားပြီးတတိပါလက်သွားပါတယ်တရေမဘဝကိုရောက်ရှိသွားတဲ့ဖွားနှန်းတင်ကတော့ဝိုက်ကြီးရှိတဲ့အိမ်ကိုရောက်သွားပြီးအပြင်ကနေအေးဆက်ပြီးကြောက်စရာကောင်းတဲ့အတန်နဲ့ဝိုက်ကြီးကိုအော်ခေါ်လိုက်ပါတယ်ဟေးဝိုက်ကြီးထွက်လာစမ်းအိုးဒီချင်းကြီးဘသူပါလဲလာပါပြီဝိုက်ကြီးကအိမ်တကားကိုဖွင့်လိုက်တော့တစေမကြီးဖြစ်နေပါတယ်ဝိုက်ကြီးလည်းဖင်တုံအောင်ကိုကြောက်သွားပါတယ်အိုးတစေတရေမကြီးအခုထွက်သွားစမ်းမင်းကငါရွှေတွေခိုးယူသွားတယ်မင်းဒီနေ့ပဲငါ့ကိုပြန်ပေးစမ်းမင်းကငါတတ်ပြစ်လိုက်ရမလားပြောအဖွားရဲ့ကျွန်တော်ကရွှေတွေရောင်းစားလိုက်ပြီကျွန်တော်မှပေးစရာဘာမှမရှိတော့ပါဘူးဗျာတကယ်ပါဘာပြောတယ်မင်းရဲ့အသက်ကိုနှုတ်ယူရလိမ့်မယ်လာစမ်းမှာငါမကြောက်ဘူးဒီမှာကြည့်ဒါပါလဲဆိုတာသိချာကြည့်အိုးအခုတော့ပါတက်နိုင်သေးလေအဖွားကြီးငါကြိုတင်သိထားလို့အစင်သင့်ပြင်ဆင်ထားတာအခုတော့တစိမ့်မလည်းပျောက်ကွယ်သွားပြီနောက်နေ့မှာတော့ဝိုက်ကြီးစီကိုဖိုးထောင်ရောက်လာပါတယ်ဝိုက်ကြီးငါညတော့တရေအချောက်ခံလိုက်ရတယ်ကွာမင်းရောတရေချောက်ခံရသေးလားငါစီလဲတရေမှရောက်လာတယ်ကွာငါမှအဆောင်ကောင်းကောင်းရှိလို့တရေမှလည်းပြန်ပြေးသွားတယ်ကွာဝိုက်ကြီးဟာငါတယောက်တည်းမအိပ်ရဲတော့ဘူးကွာငါမင်းနဲ့တူတူလာအိပ်မယ်ရတယ်လာခဲ့လေမင်းဘာမှကြောက်စရာမလိုတော့ဒီမှာတွေ့လားသူငါတို့ကိုအန်ဒီမပေးနိုင်ပါဘူးကွာကောင်းပြီလေငါမင်းစီလာခဲ့မယ်အဲ့ဒီညကဖိုးထောင်ဟာဝိုက်ကြီးရဲ့အိမ်မှာသွားအိပ်ပါတယ်ဟေးတခိုးတွေအခုထွက်လာစမ်းဟိုတရေမကြီးရောက်လာပြီဖိုးထောင်မင်းဘာမှမကြောက်နဲ့စိတ်ကိုအေးအေးထားသူငါတို့ဘာမှမလုပ်နိုင်ပါဘူးကွာခဏနေတော့ဝိုက်ကြီးကအိမ်ရာထဲကနေထသွားလိုက်ပြီးတကားကိုဆွဲဖွင့်လိုက်ပါတယ်ဟေးတရေမကြီးဒီကနေထွက်သွားစမ်းမင်းမကြောက်ဘူးလားဒီမှာကြည့်ဝိုက်ကြီးကဖျားပုံတော်ကိုပြလိုက်ပါတယ်မင်းတို့နှစ်ယောက်စလုံးသေရမယ်ကွာငါမကြောက်ဘူးဒီမှာဖျားပုံရှိတယ်ဒါပေမဲ့တရေမကြီးကဝိုက်ကြီးရဲ့လက်ထဲကဖျားပုံကိုလှမ်းယူလိုက်ပြီးဖိုးထောင်ကိုတိုက်ခတ်လိုက်တာဖိုးထောင်လည်းမြေပေါ်လဲကျသွားပါတယ်ဝိုက်ကြီးလည်းဓာကိုမြင်လိုက်တော့အရန်ကိုကြောက်သွားတယ်သူကထွက်ပြေးမလို့ကြိုးစားပေမဲ့တရေမရဲ့လေပေးညစ်တာကိုခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာရွာဦးကျောင်းဆရာတော်လည်းရောက်လာပါတယ်ဆရာတော်ကတော့တရေမကိုကိယူနာတက်စွာကြည့်လိုက်ပြီးအပြစ်တွေကိုထပ်ပြီးတော့မကျူးလွန်ဖို့ဆုံးမပါတယ်တစေဘဝကိုရောက်နေတဲ့ဖွားနှန်းတင်လဲဆရာတော်ကြီးရဲ့မိန့်ကြားမှုကြောင့်ဝိုက်ကြီးကိုပြန်လွတ်ပေးလိုက်ပါတယ်ဒါပေမဲ့အခုဆိုရင်ဖိုးထောင်ရောဝိုက်ကြီးတို့ကတေဆုံးသွားပြီဖြစ်ပါတယ်သူတပားရဲ့ပစ္စည်းကိုခိုးယူတာကမကောင်းပါဘူးရှင်အပြစ်ကြီးပါရဲ့နော်ဘဝကိုယူသားကြိုးစားတာပဲအကောင်းဆုံးဖြစ်ပါတယ်